အားလုံးပဲမင်္ဂလာပါခင်ဗျအခုကျွန်တော်ရောက်ရှိနေတာကတော့ကျွန်တော်တို့မင်းမော်ကုမ္ပဏီကတင်သွင်းဖြန့်ချီတဲ့ဒီစပားရွေးချယ်ပေါင်းသက်ဆေးပေါ့နော်ဖြန့်ထားတဲ့စပားကင်းတွေကိုရောက်ရှိနေတာပဲဖြစ်ပါခင်ဗျဦးလေးမင်္ဂလာပါမင်္ဂလာပါဦးလေးနာမည်နဲ့ကျွန်တော်နေရာလိပ်စာလေးချက်လောက်မိတ်ဆက်ပေးပါဦးပေါ်ရမျိုးနဲ့ကော်တွန်ကျေးရွာမောင်ဖိုးလုံးဖြစ်ပါတယ်မောင်ဖိုးလုံးဖြစ်တယ်နော်ဟုတ်ပြီဦးလေးကင်းထဲမှာကကျွန်တော်တို့မင်းမော်အားထွက်တဲ့စပားရွေးချယ်ပေါင်းသက်ဆေးဒီ All Star ရဲ့ဒါဂိုးဓာရဲ့ပေါ့နော်ဂိုးဓာရဲ့ဖြန့်ထားတယ်ပေါ့နော်ဒီဖြန့်ရခြင်းအကြောင်းအရာဘာကြောင့်ဟိုဒီဘာမြက်တွေပေါက်လို့လဲပေါ့ဒီခန်းထဲမှာဘာမြက်တွေပေါက်လို့ဒီဝေါစာတွေဆက်သက်ဖြန်းထားတာလည်းမသိဘူးဗျမြက်ကတော့ဘယ်လိုပြောမလဲဆိုတော့ဗမာလိုပြောလဲကိုပြောတဲ့မသိဘူးပြက်ကလည်းများတယ်ဒီမှာများတယ်နော်မြက်ပေါင်းချင်းစိတ်မယ်မြက်မုံညှိုးစုရှိမယ်ဟုတ်ကဲ့မြက်မြေစာစိတ်မယ်ဖော်မြက်စိတ်မယ်ဖော်မြက်တွေရှိမယ်နောက်ပြီးတော့တောင်စပါးတွေစိတ်တယ်တောင်စပါးတွေရှိမယ်နောက်ပြီးတော့အဓိကများတာဟိပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဝေးခန်းထဲမှာအဓိကကျွန်တော်ခုနကကြည့်ရသလောက်ဆိုရင်ဖော်မြက်ရှိမယ်ဟုတ်ကဲ့နော်ဖော်မြက်တွေရှိမယ်နောက်တစ်ခုကကျွန်တော်တို့ဒီမြေစာစိတ်မြေစာရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဝက်လာတွေရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့တွေ့တဲ့ဒီမြက်ကျဲအုပ်စုတွေရှိမယ်နော်အဲ့ဒီမှာဆိုအမျိုးသားခွဲမှာဆိုရင်အဓိကပေါက်တာကိုကြီးခင်းထဲမှာဆိုရင်မြက်အုပ်စုနဲ့ဒါမျက်မုံညိုးစုပေါက်တယ်ပေါ့နော်အခုထားပါတော့ကိုကြီးဖြန်းလိုက်တယ်အဲ့ဒါစပားပင်အပင်ပေါက်ပြီးဘယ်နေ့သားမှာဖြန်းတာလည်းမသိဘူးဗျ25ရက်သား25ရက်သားမှာဖြန်းတယ်ဖြန်းတဲ့ခါကျတော့နှုံသားကဘယ်လိုထည့်လဲမသိဘူးနှုံသားကအော်ဆိုဒါတစ်ထောက်ကို16လီတာပုံတစ်ပုံနောက်ပြီးတော့ကော်ရည်ထည့်တယ်ပြီးတော့ဒီကိုရာက9ဆုံးကိုရာ9ဆုံးထည့်တယ်ကိုရာ9ဆုံးထည့်တယ်ဒီကိုရီကကြတော့ကျွန်တော်တို့ဒီမင်းမော်ကုမ္ပဏီထွက်တဲ့ fake ပေါ့ fake ထည့်တယ် fake ထည့်ရခြင်းအကြောင်းရင်းကကြတော့ fake ကကြတော့ကျွန်တော်တို့ဒီရာသီဥတုမို့စပားပင်လည်းဖြစ်တယ်ပြီးတော့ကြတော့ရာသီဥတုကြောင့်လည်းဖြစ်တယ် fake ကြတဲ့ခါကျတော့ကျွန်တော်တို့ကဒီ fake ထည့်ပြီးဆိုလို့ရှိရင်ဒါဒီဟောပေါ့ကျွန်တော်တို့မြန်ဆန်ထိုးပေါက်စိတ်ဝင်တယ်နောက်ပြီးတော့ပေါင်းသက်စီအနိတင်ကိုကောင်းစေတယ်နောက်ပြီးတော့ခါကျတော့ကျွန်တော်တို့ဟိုဒီဘယ်လိုပြောမလဲပေါင်းတင်တော့လည်းကောင်းတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုကိုကြီးဖြန်းပြီးတော့ဘယ်နှစ်ရက်သားလောက်နေတဲ့ခါကျတော့ဒီပေါင်းမင်းတွေသိတာကိုစတွေ့ရလည်းမသိဘူးဗျ3ရက်နဲ့4ရက်ကျင်းတယ်3ရက်4ရက်ဆိုရင်ပေါင်းမင်းတွေစသွားတာကိုတွေ့ရနောက်ပြီးတော့ဒီအခုကျတော့လုံးလေးဟောပေါ့နော်တော်တော်ဒီပေါင်းမင်းတွေကြာသွားတယ်ကျတော့ဘယ်နှစ်ရက်လောက်နေသိရလည်းမသိဘူးဘယ်နှစ်ရက်လောက်နေဆိုရင်လေးတော့9ရက်9ရက်အကုန်လုံးကြာပါအကုန်လုံးကြာသွားတယ်နောက်ပြီးတော့စပားပင်ထိခိုက်နာကျင်မှုတွေရှိလားမရှိဘူးစပားပင်ထိခိုက်နာကျင်မှုတော့မရှိဘူးမရှိဘူးဟောအဲ့ဒါကြောင့်မလို့ကိုကြီးဒီကိုကြီးတို့လိုပေါ့ဘဝတူဒီစပားဆိုင်တောင်သူတွေကိုလေဒီကျွန်တော်တို့ကုမ္ပဏီကထွက်တဲ့ဒီ All Star ရဲ့ဂိုးဓာရဲ့ဖြန်းထားတဲ့အကြောင်းလေကျွန်တော်တို့ဒီအကြံပြုစကားလေးပြောပေးပါဦးပါဘာပြောမလဲဒီဆေးကတော့အနိတင်ကောင်းပါတယ်အကုန်လုံးတောက်သူလက်ဓမ္မတွေတောင်းကြပါကျွန်တော်မှတောင်းထားတယ်ကောင်းလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီကျွန်တော်တို့မင်းမော်ကုမ္ပဏီကတင်သွင်းဖြန့်ချီတဲ့ဒီစပားရွေးချယ်ပေါင်းသက်ဆေးပေါ့နော်ဒီ All Star ရဲ့ဂိုးဓာရဲ့ဒီ Fake ကော်ရဲ့ဖြန်းထားတဲ့ဒီခင်းရဲ့အနေထားပေါ့နော်အဲဒါကြောင့်မလို့ဒီဘဝတူတောင်သူတွေပေါ့ဒီဦးလေးလိုဘဝတူတောင်သူတွေလည်းဒီကျွန်တော်တို့ကုမ္ပဏီကထွက်တဲ့ဒီစပားရွေးချယ်ပေါင်းသက်ဆေးတွေကိုဒါဖြန့်ကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်တယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ